ညီလေးတော့အခုတွေ့တာဒီဘာလဲ second နဲ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီအတွက်ဆိုပြီးကျွန်တော်ကျင့်တာရှစ်ပတ်ရှိနော်မိသားစုနဲ့မတွေ့ဘဲနဲ့ကျွန်တော်တယောက်တစ်ပဲ Florida ကျွန်တော်တယောက်တစ်ပဲအခန်းတီးတီးလေးမှာနေပြီးတော့ကျင့်ခဲ့ရတာအဲ့ဒီရှစ်ပတ်လုံးကျွန်တော်အရန်ကြိုးစားပြီးတော့ကျင့်ခဲ့တာအဲ့ဒီဟာမလွယ်စကိစ္စနော်ဒီတိုက်ကွက်က online ပုံမှန်တိုက်ကွက်မဟုတ်ဘူးเนาะ online အခုအခြေခံချက် power ပြင်းလာအောင် online ဘယ်လိုမျိုးတွေလေ့ကျင့်နေလဲဟုတ်ကဲ့ဒီဝက်ချက်လေးဟုတ်ကဲ့မဟုတ်ကျွန်တော်အရင်ကတည်းကကန်နိုင်ပါတယ်ကျွန်တော်အရင်ကတည်းကထိုးနိုင်ပါတယ်ဒါပေမဲ့ပြိုင်ဖက်နဲ့တယောက်နဲ့တယောက်မတူဘူးအဲ့ဒါပြောချင်တယ်โอเคပြိုင်ဖက်အကေအဲ့လိုမျိုး ground game အရန်ကောင်းတော့ stand up မှာနိုင်ရမယ်အဲ့တော့ကျွန်တော်ရှိမှာဟို MMA မှာဆိုတော့ two way ဆုံးတယ်လေအဲ့ဒါပြချင်တယ်ကျွန်တော်ကျွန်တော်ရဟိုတိုက်ချက်မှုအများကြီးရှိရလို့ပြချင်တယ်အဲ့ဒါပြီးတော့ဗာပြချင်တယ်ဆိုတော့ဟိုဒီပွဲမှာကျွန်တော် improvement ရှိရကျွန်တော်ပြချင်တယ်အဲ့ဒါပြီးတော့နောက်ပွဲစဉ်ပိုကောင်းနေမယ်ဘာလို့လဲဆိုတော့အခုကကျွန်တော်အလုံးမလုပ်ဘဲနဲ့ဒီနေရာမှာ MMA မှာပဲကျွန်တော်အားလုံးရစူးစမ်းနေကပောင်မှာတူးတဲ့ရှိတဲ့ကပတ်နှစ်ခုပိုင်ရှိဖြစ်လာပြီ online ပုံမှာနောက်တစ်ယောက်ရှိတယ်နော်နောက်တစ်ယောက်ရှိတယ်မာကနှစ်ခုပိုင်ရှိဖြစ်လာပြီဆိုတော့တာဝန်နဲ့ဘဲတာဝန်နဲ့ပို့လာပြီပို့လာပေါ့ဘာလို့လဲဆိုတော့ middleweight မှာကျွန်တော်ကစားချင်တယ်လို့အများရှိရယ် light heavyweight မှာကစားချင်လို့အများရှိရယ်အဲ့တော့တာဝန်ကပိုကြီးရယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ရယ်ကျွန်တော်ယုံကြည်ချက်ကျွန်တော်ရှိရယ်ကျွန်တော်ရှိမှယုံကြည်ချက်အပြည့်အဝရှိရယ်ကျွန်တော်အသင်းမှာကျွန်တော်ယုံကြည်ချက်အပြည့်အဝရှိရယ်ကျွန်တော်မိသားစုမှာကျွန်တော်ယုံကြည်ချက်အပြည့်အဝရှိရယ်အဲ့ဒါပြီးကျွန်တော်နိုင်ငံရောမြန်မာပြည်နိုင်ငံကျွန်တော်ဟိုsupport ပေးမယ်ဆိုတော့ကျွန်တော်တရားရခံလို့ယုံကြည်တယ်အားလုံးအရင်ကျေးဇူးတင်June မဟုတ် July လောက်ပြန်ကစားရမယ် middleweight နဲ့တူတယ်ကျွန်တော်မတေချာသေးဘူးเนาะဘာပဲမဆိုကျွန်တော်နောက်ပတ်စားပြီးတော့ကျွန်တော်ပြန် training ပြန်ဝင်ရမယ်နော်ကျွန်တော်အချိန်မဖြုံးချင်ဘူးဘာလို့ဆိုအခုအသက်32နှစ်ရှိပြီ33ပြည့်ရမယ် contract ရော6ပွဲရှိမတည်တယ်သူတို့ဟို big dash ကတပွဲရှိသေးတယ် big dash ကဆင်ကျွန်တော်သူနဲ့ပြန်ကစားမယ်သူနဲ့ကစားနိုင်ပြီးပိုကောင်းမနိုင်အောင်ဆိုကျွန်တော်အရန်စူးစမ်းမယ်နှစ်ပတ်မှစူးစမ်းမယ်ဟုတ်ကဲ့လက်ရှိကဒီ weight တန်းမှာပေါ့ချန်ပီယံဖြစ်တာ weight တန်းဟိုအတင်ချလို့ရမှာဆိုတော့အခက်အခဲမရှိလားမရှိပါဘူးဒီ weight တန်းဆိုပြီးကျွန်တော်ကစားအချိန်မှာ10ပေါင်တော့မှဟိုလိုသေးရနော်ကျွန်တော်10ပေါင်တော့ထပ်တိုးလို့ရသေးရအကေ middleweight သူကျွန်တော်ပြောမှာဆိုနောက်တစ်လခွဲလောက်ဆိုကျွန်တော်ချနိုင် middleweight ထဲမှာဝေပြောင်းဝေလွဲဒီတက်ခဲ့ရင်းနဲ့ပတ်သက်ပြီးတော့တစ်ခုခုဟိုနောက်ချက်တွေဖြစ်လာတယ်မရှိဘူးကျွန်တော် view ဆက်ဘာလဲဆိုတော့gym မှာကျွန်တော် heavyweight နဲ့ကစားတယ်ကျွန်တော်ဘလောက်ဟိုခံနိုင်လဲဆိုခံနိုင်ရှိလဲဆိုကျွန်တော်သိရအကေတာဟိုကျွန်တော် gym မှာဆိုမရွေးဘူးတော့ကျွန်တော်တက်ပူကြီးလို့ရကစားတယ်လူ9ပေရှိလူနဲ့ကစားတယ်ပေါင်300ရှိလူနဲ့ကစားတယ်ဆိုတော့ဒီ10ပေါင်လေးကကျွန်တော်ပေါင်10ကျွန်တော်တက် game မရှိ game ဆိုင်အော်လား32နှစ်ရှိပြီဆိုတော့အော်လားဘယ်ရွယ်မှာ heavyweight တောင်ထိုးဖို့ရည်ရထားလဲ heavyweight မထိုးတော့မထိုးဘူးလား heavyweight မထိုးတော့မထိုးတော့ over here heavyweight ဘူးနဲ့ရက်လိုက်ပြီဟုတ်ကဲ့ဒီတန်းမှာပဲမဟုတ်မယူကျွန်တော် middleweight defend လုပ်မယ်ကျွန်တော်အခုပြန်ပြောမှာနော်middleweight နဲ့ light heavyweight ကပတ်နှစ်ခုဆုံးရတယ်နှစ်ခုဆုံးကျွန်တော်ကာကွယ်မယ်နော်နှစ်ခုဆုံးကာကွယ်မယ် heavyweight တော့မတက်တော့ heavyweight တော့မတက်တော့ heavyweight အတက်ဖို့ကျွန်တော်ကအရက်မရှိဘူးအရက်အလောက်မရှိဘူး6ပေ4လက်မ6ပေ5လက်မတော့ဆိုတော့ heavyweight တက်ရှင်တက်လို့ရတယ်ဒါပေမဲ့လူကောင်းကြီးလွန်းတယ်သူတို့ကကျွန်တော် heavyweight တကယ် heavyweight အဲ့လောက်ကြီးလွန်းတယ်ကျွန်တော်တို့ဆွမ်းဟုတ်ကဲ့ကျွန်တော်မိသားစုဝင်လာနောက်ပတ်ပြန်တွေ့မယ်လို့ပြောချင်တယ်အားလုံးရမ်းချစ်တယ်အားလုံးသူတို့မပိုင်ဒီလိုမအောင်မြင်နိုင်ဘူးเนาะအဲ့ဒါပြောချင်တယ်အဲ့ပြီးကျွန်တော်မီဒီယာအားလုံးရောကျွန်တော်ရမ်းကျေးဇူးတင်တယ်เนาะအများနဲ့ကျွန်တော်coverage ပေးလို့ရမ်းကျေးဇူးတင်ပါတယ်အားလုံး I'm doing one more question one more question who's got it ကျွန်တော်အားလုံးစုပေါင်းတာလုံးเนาะဘာမဆိုကျွန်တော်အောင်မြင်နိုင်ရဲ့အဲ့ဒါပြီးတော့ဟိုနိုင်ငံခြားမြန်မာပြည်သားတွေရောပြန်လာနိုင်ပြီးတော့မြန်မာပြည်ပို့ဟိုကောင်းစီအောင်ဆိုပြီးတော့သူတို့ပြန်ဖိတ်ချင်တယ်နော်ဖိတ်ခေါ်ချင်တာပေါ့နော်ဟုတ်လားအရန်ချစ်တယ်အေးကျွန်တော်ပြောချင်တာဒီလိုမျိုးကျွန်တော်အားလုံးညီညွတ်ပြီးတော့လုံးဝဆိုဘာမှမဖြစ်နိုင်အခု2018ခုနှစ်လာရှိနေနော်တိုင်းပြည်
အားလုံးပြောရှင်ပြောအားလုံးကြိုးစားရင်ဘာမှမဆိုကျွန်တော်အောင်မြင်နိုင်ရင်လို့ပြောချင်ပါတယ် All right, thank you guys. Thank you so much. ကျေးဇူးများတင်ပါတယ်နော် Thank you Follow that. Thanks, bro.